အန်နူကာသည်ထူးချွန်မှုသို့မဟုတ်လူကြိုက်များမှုလုံးဝမရှိသောတာမန်အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်သည်သူသည်ကျောင်းတွင်လူကြိုက်အများဆုံးဂီတချစ်သူအယာကာနှင့်ဘတ်စကားတူစီးပြီးစာသင်ခန်းထဲတွင်သူမဘေးတွင်ထိုင်သည်ထိုင်ကုန်နီးကပ်နေတော့လဲသူတို့ဘယ်တော့မှစကားမပြောဘူးပါကျောင်းသားများကအယာကာကိုအမြဲဝိုင်းအောင်နေကြပြီးဟနိုကာကတော့သူ့ပတ်ဝန်းကျင်ရှိလူတိုင်းမမြင်နိုင်သလောက်ဖြတ်တန်းနေရသည့်တနေ့လည်ခင်း၌ဟနိုကာသည်သူ၏ခဲဖြတ်ကိုပစ်ချလိုက်မိသည့်အယာကာကကောက်ယူပေးလိုက်သည်ထိုအနှဲငယ်မျှသောအမူအရာသည်အာယုံစူးစိုက်မှုကိုဆွဲဆောင်ရန်လုံလောက်ခဲ့သည်စာတင်ပြီးနောက်အယာကာ၏ပရိသတ်ကလပ်မှအဖွဲ့ဝင်များကသူ့ကိုအပြင်သို့ဆွဲထုတ်၍မြေပေါ်သို့တွန်းချကာရိုက်နှက်ကြသည့်အယာကာအားသူတို့အတွက်ဘာမှမလုပ်စေရန်တတိပေးလိုက်သည့်နောက်ပိုင်းတစ်နေ့တွင်ကျောင်းတာဝန်ကျနေချိန်၌ဟနိုကာသည်စာရွက်စာတမ်းများကိုဆီယာမယုံသို့တည်သွားသည်မိန်းကလေးတစ်ယောက်ကချင့်ကပ်လာပြီးသူ့လက်ထဲမှစာရွက်များကိုယူသွားသည်သူမသည်ကျင်နာခြင်းမဟုတ်ပါသူမသည်အယာကာ၏ပရိသတ်တစ်ယောက်ဖြစ်ပြီးအယာကာလည်းထိုနေ့တွင်ကျောင်းတာဝန်ကျနေသောကြောင့်ဟနုကာကိုသူမနှင့်ဝေဝေးထားလိုသောကြောင့်ဖြစ်သည်သူ၏ကျောင်းနေဘဝသည်အယာကာပတ်လည်တွင်လဲပတ်နေသောကဘာ၏အစွန်း